မြင်ကွင်းလေးတစ်ခုပြမလို့ဆိုင်မှာအကိုထိုင်တဲ့ထိုင်ကုန်ဆိုရင်ဘယ်သူမှမထိုင်ခိုင်းဘူးအကိုလိုင်းကိုထိုင်ဖို့အစင်နဲ့ဖြစ်အောင်လို့အမြဲတမ်းတုတ်တက်ပြီးထားတယ်ခုအကိုထက်ကြီးတဲ့လူကြီးတယောက်ငါတို့စီရောက်လာတိုက်ကြည့်လိုက်ပြမယ်ကြည့်လိုက်အရန်တော့စွစွညံ့ညံ့မလုံးနဲ့ခလေးအိတ်နေတယ်ငါတို့ရဲ့ခုံတာဝယ်ထဘလောက်မှမကြသေးဘူးကြည့်လိုက်အသားနာလေးတွေဘလို့ဖြစ်သွားလဲဆိုတော့ကြည့်လိုက်နော် အပေါက်လေးနဲ့လှတော့ပါမ ရမ်းလာဘာမှမကြည့်လိုက်ဒီဟာကိုသူ့ကိုစူရင်သူ့မှာသူ့အမေရှိတယ်နော်သူ့အမေကကရှာမသိတ်နော်သူ့အမေကသူ့စူရင်ငိုကြီးချက်မနဲ့ဆိုတော့ကျမတို့မစူရဲအခုဘိုးကြီးလောက်ပြီးတော့ဒီထိုင်ကုန်ကလုံးဝပြန်မပေးတော့ အဲသူထိုင်းလို့မှမထိုင်နေရ ငါတို့ကဒီဘက်ဘေးလေးမှာထိုင်ကုန်လေးချထိုင်ရတာအတန်လည်းကြည်မပြောရဲဘူးနော်ထက်ကနေအိမ်ကထွက်ပြေးမယ်ကြီးပဲအမလေးချင်းချဟောအိတ်လိုက်ပါကိုကြီးအိတ်လိုက်ပါဟောအိတ်လိုက်ပါကိုကြီးဟောအိတ်လိုက်ပါ